ကတော့နည်းနည်းဟိုဒီကားရှာတာတော့ရှိနိုင်တယ်ပေါ့ဒါဟာတက်သေးပါပဲနော်အာဆာကိုသူတို့များဖန်တီးလိုက်လားအဲ့ဒါကိုအကြောင်းပြပြီးမှအဲ့ဒီအခုသူတို့နေဆက်မှာဖြစ်တော်တဲ့ကိစ္စပေါ့နော်အဲ့ဒါကိုရမြင်ချပြီးမှလှုပ်လိုက်တာလားဆိုတာလဲတန်တရားဖြစ်နိုင်တာပဲကျွန်တော်ပြောတဲ့သုံးသက်ချက်ကဒါဆွဆွဲချက်မဟုတ်ဘူးကျွန်တော်မှဒါအထောက်ထားရှိတယ်ကျွန်တော်တို့ပြလို့ရတယ်ဒါကြောင့်ကျွန်တော်တို့အာဆာနဲ့ဘယ်နေရာမှာပူပေါင်းပါတယ်လဲဆိုတာသူတို့ပြောတာယူဆချက်ပဲဖြစ်တယ်ဒီမှာကျွန်တော်တို့ဟာအာဆာဒီဖက်မှာရှိတယ်အေးဒီမှာရှိတယ်တိုက်ပွဲမဖြစ်ဘူးပေါ့ဥပမာပေါ့နော်ဒီလောက်ဟာဒါခိုင်လုံတဲ့အကြောင်းတရားမဟုတ်ဘူးဒီမှာသူတို့လည်းညံရှိမှာပဲကျွန်တော်တို့ကိုသူတို့တိုက်လို့မနိုင်ပါဘူးသူတို့သိတယ်ကျွန်တော်တို့လည်းသိတယ်ဒီလူတွေနဲ့ညံဖြစ်နေရင်ကျွန်တော်တို့လည်းနစ်နာမှာပဲဟိုကြက်ချန်ထဲမှာထည့်ထားတဲ့ကြက်နှကောင်ခုတ်တယ်လို့ဖြစ်သွားမှာပေါ့မဟုတ်ဘူးလားဒါကြောင့်ကျွန်တော်တို့ကရခိုင်ပြည်သူလူထုကိုလည်းဒါတချို့နေရာတွေမှာဆိုပြောပြတာရှိပါတယ်မဖြစ်တဲ့အချိန်မှာရံမဖြစ်ကြဘူးပေါ့နော်တီညီရှိဖို့ကျွန်တော်တို့တက်တယ်ကိုလည်းဒါမျိုးပဲထိမ့်သိမ့်ပါတယ်ဒါကြောင့်ကျွန်တော်တို့အာဆာနဲ့တော့ပူးပေါင်းဆောင်ရွက်မှုမရှိပါဘူးဒါဟာဆွဆွဲချက်တက်ပဲဖြစ်ပါတယ်ဒါတော့သူ့ရဲ့ identity ကမရှင်းလင်းဘူးကျွန်တော်တို့လည်းတတ်နိုင်တဲ့လောက်တော့သူ့ကိုလေ့လာတာပေါ့နော်လေ့လာတယ်ဆိုတာဒါသိဖို့လိုအပ်တယ်လေသူ့ရဲ့ခေါင်းဆောင်မှုကဘယ်လိုလဲအแทမှာကဘယ်လောက်ထိနိုင်ငံရေးအရခိုင်ပါတယ်လဲပေါ့ပြီးရင်ဒီတချို့ radical အပိုင်းတွေလည်းရှိနိုင်တယ်အဲ့ဒါကြောင့်အဲ့ဒီတိတ်ဝေခွေးလို့မရတဲ့အပိုင်းတွေတော့ရှိတယ်ကျွန်တော်တို့လည်းစောင့်ကြည့်ပါတယ်ပေါ့နော်သူ့ရဲ့အခုလက်ရှိစစ်ရေးအရာအခြေအနေသူဘယ်လိုဖြစ်လာနိုင်မလဲပေါ့နော်သူ့ရဲ့ potential ကဘယ်လိုရှိလဲသူ့ရဲ့ချိန်ချောက်မှုဘယ်လိုရှိမလဲပေါ့နော်သူကတကယ်လို့နိုင်ငံရေးအရာခိုင်မာနဲ့စီလန်ကန်တဲ့ရက်တည်တဲ့အဖွဲ့အစည်းဆိုရင်တော့သူတည်ရှိမှုကကျွန်တော်တို့ဘက်ကိုကျွန်တော်တို့ဒီရခိုင်လူမျိုးတွေပေါ့နော်နေဆက်မှာရှိတဲ့လူတွေအတွက်ချိန်ချောက်မှုနည်းနည်းရော့မယ်ဒါမှမဟုတ်သူ့ရဲ့ radical တဲ့အင်အားအကြီးကြီးနဲ့ပေါ့လေအဲ့လိုမျိုးဆိုရင်တော့ဒါဟာကျွန်တော်တို့ကသေချာစောင့်ကြည့်ဖို့လိုတာပေါ့ဓာတ်ရိုက်အနေနဲ့တော့မရှိပါဘူးသူတို့ဘက်ကတော့ဒီဆက်သွယ်ဖို့ကြိုးစားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအရန်တတိထားတယ်ဒါကိုပုံမှားရိုက်ခံရမှာကိုကျွန်တော်တို့စိုးရိမ်တယ်နိုင်ငံရေးဆိုတာကဒီလိုပဲလေမလိုတဲ့ဘက်ကတော့ဒီအခုတော့အထောက်ထားပါမှမရှိရင်တောင်မှဆွတ်ဆွဲနေတဲ့အချိန်မှာဒါမျိုးကျွန်တော်တို့ထိုင်ပြီးမှတစုံတရာပြောလိုက်တဲ့ဟာဒီပတ်ဝန်းကျင်မှာလည်းအထင်လွဲမှားမှုဖြစ်စေတယ်လို့ကျွန်တော်တို့လူထုထဲမှာလည်းအထင်လွဲမှားမှုတွေဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဓာတ်ရိုက်အနေနဲ့ဘယ်တော့မှစကားလက်ခံလို့ပြောဆိုတာတော့အခုချိန်ထိမရှိဘူးတချို့ပေါ့လေနော်ဥပမာဒီနိုင်ငံတကာအဖွဲ့အစည်းတွေကကျွန်တော်တို့ကို dialogue လုပ်ပါဆိုပြီးပြောဆိုတာရှိတယ်အဲ့လိုပြောဆိုတာတော့ဥပမာ humanitarian dialogue ပေါ့နော် HD လို့အဖွဲ့မျိုးဆိုရင်ပြောလာတာရှိတယ်ဒါဆိုရင်ကျွန်တော်တို့ကတဆင့်စကားပြန်ပါပေးတာပေါ့မင်းတို့ရဲ့ဒုက္ခရောက်နေတဲ့အနေအထားကိုကျွန်တော်တို့နားလေတယ်လူသားတိုင်းဟာဂုဏ်သိက္ခာနဲ့အညီဆက်ဆံခံရမယ်ပေါ့နော်ကျွန်တော်တို့ရခိုင်တွေဟာဒီ Arakan Army ရဲ့မူပေါ့ဗျာကျွန်တော်တို့ဟာဘာသာရေးကိုအခြေခံပြီးဖွဲ့စည်းပြီးအလုပ်လုပ်နေတာမဟုတ်ဘူးလူဒီအဖိနှိတ်ခံလူတန်းစားတွေကိုကျွန်တော်တို့နားလေတယ်ပေါ့နော်ဒါကြောင့်မင်းတို့ငါတို့ကိုပြဿနာမလုပ်ပါနဲ့ပေါ့အဲ့လို message ကိုတော့တဆင့်ခံတော့ကျွန်တော်တို့ဒီလာပြောတဲ့လူတွေကိုပေးတာရှိတယ်သူတို့စီကိုလည်းဒီ message တွေရောက်မယ်လို့ကျွန်တော်တို့နားလည်ပါတယ်အခုနောက်ပိုင်းဆိုရင်လည်းပဲဒီဘူးသီးတောင်မျိုးနယ်ပေါ့နော်မောင်တော်မျိုးနယ်ကျွန်တော်တို့တက်တွေရောက်နေပါပြီတော်တော်များအဲ့လိုဆိုရင်သူတို့တော်ထဲဝင်လှုပ်ရှားသမားတွေပေါ့နော်လာတယ်ဆိုရင်ကျွန်တော်တို့ကသူတို့ကိုပြောပြတာရှိတယ်ဒါတော့သူတို့ရဲ့လူထုပေါ့ဗျာနော်ကလေးတွေရောလူကြီးတွေရောရောက်တယ်အဲ့လိုဆိုရင်မင်းတို့မစိုးရိမ်နဲ့သူတို့အရန်ကြောက်တယ်လေရခိုင်စစ်သားတွေလက်နဲ့အပြည့်စုံနဲ့တွေ့တော့ပြီးရင်တရားနေရာမဟုတ်ဘူးနော်နေရာတိုင်းပဲနေရာဝင်တွေ့တဲ့ချိန်မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပြောပြတယ်ပြီးရင်မင်းတို့မစိုးရိမ်နဲ့ငါတို့ဟာဒီစီကံရှိတယ်ပေါ့နော်ပြီးရင်ဒီအဖိနှိတ်ခံလူတွေကိုငါတို့မနှိပ်စက်ဘူးပေါ့အဲ့လိုမျိုးတော့ကျွန်တော်တို့တေချာပြောပြတယ်ဒါတော့နည်းနည်းဟိုဒီကားရှာတာတော့ရှိနိုင်တယ်ပေါ့ဒါဟာတက်သေးပါပဲနော်အာဆာကိုသူတို့များဖန်တီးလိုက်လားအဲ့ဒါကိုအကြောင်းပြပြီးမှအဲ့ဒီအခုသူတို့နေဆက်မှာဖြစ်တော်တဲ့ကိစ္စပေါ့နော်အဲ့ဒါကိုရမြင်ချပြီးမှလှုပ်လိုက်တာလားဆိုတာလဲတန်တရားဖြစ်နိုင်တာပဲကျွန်တော်ပြောတဲ့သုံးသက်ချက်ကဒါဆွဆွဲချက်မဟုတ်ဘူးကျွန်တော်မှဒါအထောက်ထားရှိတယ်ကျွန်တော်တို့ပြလို့ရတယ်ဒါကြောင့်ကျွန်တော်တို့အာဆာနဲ့ဘယ်နေရာမှာပူပေါင်းပါတယ်လဲဆိုတာသူတို့ပြောတာယူဆချက်ပဲဖြစ်တယ်ဒီမှာကျွန်တော်တို့ဟာ
အာစာဒီဖက်မှာရှိတယ်အေးဒီမှာရှိတယ်တိုက်ပွဲမဖြစ်ဘူးပေါ့ဥပမာပေါ့နော်ဒီလောက်ဟာဒါခိုင်လုံတဲ့အကြောင်းတရားမဟုတ်ဘူး။သူတို့လည်းညံရှိမှာပဲကျွန်တော်တို့ကိုသူတို့တိုက်လို့မနိုင်နိုင်ပါဘူး။သူတို့သိတယ်ကျွန်တော်တို့လည်းသိတယ်ဒီလူတွေနဲ့ညံဖြစ်နေရင်ကျွန်တော်တို့လည်းနစ်နာမှာပဲဟိုကြက်ချန်ထဲမှာထည့်ထားတဲ့ကြက်နှကောင်ခုတ်တယ်လို့ဖြစ်သွားမှာပေါ့မဟုတ်ဘူးလား။ဒါကြောင့်ကျွန်တော်တို့ကရခိုင်ပြည်သူလူထုကိုလည်းဒါတချို့နေရာတွေမှာဆိုပြောပြတာရှိပါတယ်မဖြစ်တဲ့အချိန်မှာရံမဖြစ်ကြဘူးပေါ့နော်တီညီညီရှိဖို့ကျွန်တော်တို့တက်တယ်ကိုလည်းဒါမျိုးပဲထိမ့်သိမ့်ပါတယ်ဒါကြောင့်ကျွန်တော်တို့အာစာနဲ့တော့ပူးပေါင်းဆောင်ရွက်မှုမရှိပါဘူးဒါဟာစွတ်စွဲချက်တက်ပဲဖြစ်ပါတယ်ဒါတော့သူ့ရဲ့ identity ကမရှင်းလင်းဘူးကျွန်တော်တို့လည်းတတ်နိုင်တဲ့လောက်တော့သူ့ကိုလေ့လာတာပေါ့နော်လေ့လာတယ်ဆိုတာဒါသိဖို့လိုအပ်တယ်လေသူ့ရဲ့ခေါင်းဆောင်မှုကဘယ်လိုလဲအแทမှာကဘယ်လောက်ထိနိုင်ငံရေးအရခိုင်ပါတယ်လဲပေါ့ပြီးရင်ဒီတချို့ radical အပိုင်းတွေလည်းရှိနိုင်တယ်အဲ့ဒါကြောင့်အဲ့ဒီတိတ်ဝေခွေးလို့မရတဲ့အပိုင်းတွေတော့ရှိတယ်ကျွန်တော်တို့လည်းစောင့်ကြည့်ပါတယ်ပေါ့နော်သူ့ရဲ့အခုလက်ရှိစစ်ရေးအရအခြေအနေသူဘယ်လိုဖြစ်လာနိုင်မလဲပေါ့နော်သူ့ရဲ့ potential ကဘယ်လိုရှိလဲသူ့ရဲ့ချိန်ချောက်မှုဘယ်လိုရှိမလဲပေါ့နော်သူကတကယ်လို့နိုင်ငံရေးအရခိုင်မာနဲ့စီလန်ကန်တဲ့ရက်တည်တဲ့အဖွဲ့အစည်းဆိုရင်တော့သူတည်ရှိမှုကကျွန်တော်တို့ဘက်ကိုကျွန်တော်တို့ဒီရခိုင်လူမျိုးတွေပေါ့နော်နေဆက်မှာရှိတဲ့လူတွေအတွက်ချိန်ချောက်မှုနည်းနည်းရော့မယ်ဒါမှမဟုတ်သူရဲ့ radical တဲ့အင်အားအကြီးကြီးနဲ့ပေါ့လေအဲ့လိုမျိုးဆိုရင်တော့ဒါဟာကျွန်တော်တို့ကသေချာစောင့်ကြည့်ဖို့လိုတာပေါ့ဓာတ်ရိုက်အနေနဲ့တော့မရှိပါဘူးသူတို့ဘက်ကတော့ဒီဆက်သွယ်ဖို့ကြိုးစားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအရန်တတိထားတယ်ဒါကိုပုံမှားရိုက်ခံရမှာကိုကျွန်တော်တို့စိုးရိမ်တယ်နိုင်ငံရေးဆိုတာကဒီလိုပဲလေမလိုတဲ့ဘက်ကတော့ဒီအခုတော့အထောက်ထားပါမှမရှိရင်တောင်မှစွတ်စွဲနေတဲ့အချိန်မှာဒါမျိုးကျွန်တော်တို့ထိုင်ပြီးမှတစုံတရာပြောလိုက်တဲ့ဟာဒီပတ်ဝန်းကျင်မှာလည်းအထင်လွဲမှားမှုဖြစ်စေတယ်လို့ကျွန်တော်တို့လူထုထဲမှာလည်းအထင်လွဲမှားမှုတွေဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဓာတ်ရိုက်အနေနဲ့ဘယ်တော့မှစကားလက်ခံလို့ပြောဆိုတာတော့အခုချိန်ထိမရှိဘူးတချို့ပေါ့လေနော်ဥပမာဒီနိုင်ငံတကာအဖွဲ့အစည်းတွေကကျွန်တော်တို့ကို dialogue လုပ်ပါဆိုပြီးပြောဆိုတာရှိတယ်အဲ့လိုပြောဆိုတာတော့ဥပမာ humanitarian dialogue ပေါ့နော် HD လို့အဖွဲ့မျိုးဆိုရင်ပြောလာတာရှိတယ်ဒါဆိုရင်ကျွန်တော်တို့ကတဆင့်စကားပြန်ပါပေးတာပေါ့မင်းတို့ရဲ့ဒုက္ခရောက်နေတဲ့အနေအထားကိုကျွန်တော်တို့နားလေတယ်လူသားတိုင်းဟာဂုဏ်သိက္ခာနဲ့အညီဆက်ဆံခံရမယ်ပေါ့နော်ကျွန်တော်တို့ရခိုင်တွေဟာဒီ Arakan Army ရဲ့မူပေါ့ဗျာကျွန်တော်တို့ဟာဘာသာရေးကိုအခြေခံပြီးဖွဲ့စည်းပြီးအလုပ်လုပ်နေတာမဟုတ်ဘူးလူဒီအဖိနှိတ်ခံလူတန်းစားတွေကိုကျွန်တော်တို့နားလေတယ်ပေါ့နော်ဒါကြောင့်မင်းတို့ငါတို့ကိုပြဿနာမလုပ်ပါနဲ့ပေါ့အဲ့လို message ကိုတော့တဆင့်ခံတော့ကျွန်တော်တို့ဒီလာပြောတဲ့လူတွေကိုပေးတာရှိတယ်သူတို့စီကိုလည်းဒီ message တွေရောက်မယ်လို့ကျွန်တော်တို့နားလည်ပါတယ်အခုနောက်ပိုင်းဆိုရင်လည်းပဲဒီဘူးသီးတောင်မျိုးနယ်ပေါ့နော်မောင်တော်မျိုးနယ်ကျွန်တော်တို့တက်တွေရောက်နေပါပြီတော်တော်များများအဲ့လိုဆိုရင်သူတို့တောထဲဝင်လှုပ်ရှားသမားတွေပေါ့နော်လာတယ်ဆိုရင်ကျွန်တော်တို့ကသူတို့ကိုပြောပြတာရှိတယ်ဒါတော့သူတို့ရဲ့လူထုပေါ့ဗျာနော်ကလေးတွေရောလူကြီးတွေရောရောက်တယ်အဲ့လိုဆိုရင်မင်းတို့မစိုးရိမ်နဲ့သူတို့အရန်ကြောက်တယ်လေရခိုင်စစ်သားတွေလက်နဲ့အပြည့်စုံနဲ့တွေ့တော့ပြီးရင်တရားနေရာမဟုတ်ဘူးနော်နေရာတိုင်းပဲနေရာဝင်တွေ့တဲ့ချိန်မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပြောပြတယ်ပြီးရင်မင်းတို့မစိုးရိမ်နဲ့ငါတို့ဟာဒီစီကံရှိတယ်ပေါ့နော်ပြီးရင်ဒီအဖိနှိတ်ခံလူတွေကိုငါတို့မနှိပ်စက်ဘူးပေါ့အဲ့လိုမျိုးတော့ကျွန်တော်တို့တေချာပြောပြတယ်